သူမရှိမနေနိုင်တော့လို့ထင်နေရလားဒါဆိုရင်တော့ဒီဗီဒီယိုအဆုံးထိကြည့်လိုက်ပါကိုကသူ့ကိုချစ်လွန်းလို့လက်မလွတ်နိုင်တာလားဒါမှမဟုတ်ရင်သူမရှိတော့ရှင်ဘဝအသေးပဲမရှိတော့ဘူးလို့ကိုယုံကြည်ချက်မဲ့နေရလား emotional damn it Hello Sarah ပါ Sarah ကဒီနေ့တော့ပေါ့နော် toxic relationship ထဲမှာလမ်းပြောင်းနေတဲ့ main ကလေးအတွက်အကြံပေးစကားလေးပြောချင်ပါတယ်ရှင်ကတစ်ဖက်လူကိုအဆုံးရှုံးမခံနိုင်လောက်အောင်ချစ်တယ်ဆိုတာ Sarah ကိုယ်တိုင်လည်းနားလည်ပါတယ် Sarah ကိုယ်တိုင်လည်းအဲ့လိုတူခံစားခဲ့ရဘူးလေဒါပေမဲ့ရှင့်ကိုနာကျင်စေတဲ့အရာကိုအချစ်ဆိုပြီးတော့ခေါင်းစဉ်တက်နေတာကအယမ်းမှားပါတယ်ရှင်သူ့အနားမှာရှိနေရတော့နာကျင်နေရတယ်ရှင့်ကိုရှင်ပျောက်ဆုံးနေတယ်ဆိုရင်အဲ့ဒါကအချစ်မဟုတ်တော့ပါဘူးရှင့်ရဲ့စိတ်ဝိညာဉ်ကိုတဖြည်းဖြည်းတက်နေတဲ့အစိတ်ဖြစ်သွားပြီတကယ်တမ်းရှင့်ကိုရှင်တိတိကျကျနားလည်ရမှာကရှင်ကြောက်နေတာသူ့ကိုဆုံးရှုံးရမှာမဟုတ်ဘူးရှင်တယောက်တည်းဖြစ်သွားမှာသူမရှိတော့တဲ့ဘဝကိုရှင်တယောက်တည်းရှောင်လဲရမှာကိုကြောက်တာပါတကယ်တွေးကြည့်တကယ်စဉ်းစားကြည့်တကယ်တော့ကိုရီးယားသူတို့မရှိခင်တုန်းကလည်းအသက်ရှူစရာအဆုတ်တရှိခုံနေတဲ့နှလုံးသားလည်းရှိခဲ့တာပဲတကယ်တော့ရှင့်ကဘာကသူ့အပေါ်မှာမူတည်ပြီးလဲပတ်နေတာမဟုတ်ပါဘူးရှင့်ရဲ့စိတ်ကသာအဲ့လိုထင်နေတာပါဆိုတော့သူမပါဘဲနဲ့ရှင်ဘဝကိုဘယ်လိုဖြတ်သန်းရမလဲဆိုတာမသိဘူးဆိုရင်ဆရာပြောချင်တာကတော့ကိုချစ်တတ်အောင်အရင်သိယူဖို့ပါပဲရှင့်ကိုရှင်ချစ်တတ်လာဖို့သူများကိုချစ်နေတဲ့စိတ်ကို move on ရမယ်ဘယ်လို move on ကြမလဲ number 1 no contact rule သူ့စီက notification တွေကိုပိတ်ပါဘလော့ပါကိုယ်တိုင်ကိုယ့်ရဲ့အနာဟောင်းကိုခဏပြန်မစွပါနဲ့နံပါတ်2ရှင်ဘာတွေခံစားနေရလဲဆိုတာစာအုပ်တအုပ်နဲ့ချရေးပါသူရှင့်ပေါ်မှာလောက်ခဲ့တဲ့ toxic ဖြစ်တဲ့လုပ်ရက်တွေအကုန်လုံးကိုရှင့်စိတ်ကအားပြော့လာတိုင်းအဲ့ဒီစာအုပ်ပြန်ဖတ်ပါနံပါတ်3ရှင့်အချိန်တွေကိုရှင့်အလုံးနဲ့ရှင့်အိမ်မက်တွေထဲမှာပဲပို့ပြီးပုံအောလိုက်ပါသူ့အကြောင်းကိုတွေးနေမယ်စားကိုဘွားအတွက်ကိုတိဆောက်တာကဖြစ်တဲ့အရာပဲဆိုတော့ကိုမအားအောင်စာအုပ်ဖတ်ပါစိတ်ကအားနေသူ့အကြောင်းပဲတွေးမိနေမှာဟုတ်ပြီအဲ့တော့ကျန်တဲ့အချိန်မှာနေ့ရက်တွေကိုတရက်ပြီးတရက်ဘယ်လိုဖြတ်တန်းရမလဲဆိုတော့မနက်ခင်းမှာကိုမှန်ကြည့်ပြီးတော့ငါကဒီထက်ပိုပြီးတန်မိုးရှိတယ်ဒီထက်ပိုပြီးထိုက်တန်တယ်လို့ကိုပြောပါတနေ့တာလုံးမှာရှင့်ရဲ့ career နဲ့ရှင့်ရဲ့တိုးတက်ရေးကိုပဲအာရုံစိုက်ပါညဖက်မှာစာအုပ်ဖတ်ပါ meditation လုပ်ပါ skin care ပါကိုပိုပြီးလှပလာအောင်ပြုစုပြောထောင်ပါရှင်တယောက်တည်းပဲနေတတ်လာတဲ့အခါမှာဘယ်သူအပေါ်မှာမှမှီခိုစရာမလိုတဲ့အင်အားကြီးတဲ့အမျိုးသမီးတယောက်ဖြစ်လာပါလိမ့်မယ်